Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အာဟာရဓာတ်လည်းရှိပြီးတော့ကလေးလူကြီးမျိုးစားသုံးလို့ရတဲ့ဝတ်သားချက်ဥလိပ်ပေါင်းလေးအိမ်မှာအလွယ်လောက်စားဖြစ်ပါတယ်ရှင်လုံနီလေးကလည်းလွယ်ကူမြန်ဆန်ပြီးတော့ရတာကလည်းတော်တော်လေးကိုကောင်းပါတယ်ကဲဒါဆိုလုံနီလေးကိုသိရအောင်ဖြွေးဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးရှင်ဒါလေးတွေကတော့ဝတ်သားချက်ဥလိပ်ပေါင်းမှာအဓိကပါဝင်တဲ့ပစ္စည်းလေးတွေပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ချက်ဥ9လုံးသုံးထားပါတယ်ပြီးတော့ဝတ်သားချက်လေးအနှဲငယ်ပေါ့နော်ပြောတာလေးကတော့ချက်တုံဖြူနှမွာစားလောက်နဲ့ချင်းလေးနှဲငယ်ကိုထောင်းလာတာလေးပဲဖြစ်ပါတယ်ရှင်ဒါလေးကတော့ဖြိုးရှိတာကီမိုးလေး3လေးပွင်းလာကိုပေါ့နော်ရေလေးစိမ်ပြီးတော့တသေးလေးတွေလှီထားတာလေးပဲဖြစ်ပါတယ်ဒီမိုနေရာမှာတော့တခြားချက်တော်မိတ်တို့ဘာလို့ထည့်မယ်ဆိုလဲရတယ်ပေါ့နော်ပြီးတော့တသေးလေးတွေလှီထားတယ်မုံလာအုပ်နီလေးနှဲငယ်ပဲဖြစ်ပါတယ်ပထမဆုံးကျတို့ဒီပါဝင်ပစ္စည်းလေးတွေကိုအားလုံးကိုရောပြီးတော့နယ်ပေးရမှာဖြစ်ပါတယ်ရှင်ရုံဆုံးခွက်ထဲကိုဝတ်သားကိုထည့်ပေးလိုက်တယ်ပြီးတော့လှီထားတယ်မိုးလေးနဲ့ဒီမုံလာအုပ်နီလေးကိုပါထည့်ပေးလိုက်တယ်ပေါ့နော်ပြီးတော့ထောင်းထားပြီးသားချက်တုံဖြူနဲ့ချင်းကိုပါထည့်ပြီးတော့ရတာအတွက်ကသားမှုန့်နေငယ်ပြီးတော့အနက်လေးမွေးစေရန်အတွက်ငှက်ကောက်မှုန့်လေးနေငယ်ကိုထည့်ပြီးတော့ဘဲငှက်ပြရဲ့အကြီးထမင်းစားစွန်းနဲ့တစွန်းနဲ့တစ်ဝက်စာလောက်နဲ့ပြောင်းကုန်မုံထမင်းစားစွန်းမောင်တစွန်းစာလောက်ကိုထည့်ပေးလိုက်ပါတယ်ရှင်ပြီးရတဲ့ဖြိုးကအားလုံးကိုသမထွားအောင်ပေါ့နော်နယ်သွားပေးလိုက်ပါတယ်ဒီချက်ဥပဒါလိုက်မှာမိုးလေးနဲ့အရန်လိုက်တယ်ပေါ့နော်ဖြိုးထက်ထားတဲ့ဒီရှိတာခီမိုးလေးနဲ့အရန်ကိုလိုက်ပါတယ်မိုး6လေးကိုဖြိုးပြောသလိုပဲပေါ့နော်ရေလေးစိမ်ပြီးတော့တသေးလေးတွေလှီပြီးတော့ခုလိုမျိုးလေးထက်3ရင်အရန်ကိုလိုက်ဖက်ပါတယ်ဒီအသားနေရာမှာကလည်းကိုကဝတ်သားမစားဘူးဆိုလို့ရှိရင်စက်သားကိုအသုံးပြုနိုင်ပါတယ်ရှင်နယ်သွားလိုက်တာနှက်သွားပြီဆိုလို့ရှိရင်တော့ဖြိုးတို့ခွက်လေးတစ်လုံးထဲကိုကြက်ဥကိုဖောက်ထပ်ပေးလိုက်ပါမယ်နော်ဖြိုးကတော့ကြက်ဥ9လုံးသုံးထားပါတယ်ကြက်ဥထဲကိုလည်းဖြိုးကအသားမှုတ်လေးနည်းငယ်နဲ့ငှက်ကောက်မှုတ်လေးနည်းငယ်ကိုထည့်ပြီးတော့ခလောက်ပေးထားလိုက်ပါတယ်ရှင်အားလုံးနှက်သွားအောင်ပေါ့နော်နှက်သွားပြီဆိုလို့ရှိရင်တော့ဖြိုးတို့မေးအေးလေးဖွင့်ပြီးတော့စီလေးနည်းငယ်ကိုအိုးထဲကိုထည့်ပေးလိုက်မယ်ပြီးရင်တော့ကြက်ဥကိုဖြိုးတို့နည်းနည်းလေးထည့်ပြီးတော့ပေါ့နော်ဒီတပြားစာရအောင်မိခဲအေးလေးနဲ့တဲသွားပေးလိုက်ပါမယ်ရှင်ကဲခုလိုမျိုးလေးခွာလို့ရတဲ့နေထားလေးရပြီဆိုလို့ရှိရင်တော့ဟိုဘက်ကိုတစ်ဖက်ကိုပေါ့နော်ပြန်ပြီးတော့နောက်တစ်ဖက်ကိုလည်းကြက်လာတဲ့အထိပေါ့နော်ကြော်သွားပေးလိုက်ပါတယ်ရှင်ကြက်ဥကြော်တာကတော့ခဏလေးပဲပေါ့နော်ကြက်ဥကပါတော့လေကြက်မြန်ပါတယ်ကဲခုလိုမျိုးလေးကြက်ပြီဆိုလို့ရှိရင်တော့ဖြိုးတို့ပြင်ထုတ်ပေးလိုက်မယ်ပေါ့နော်ပြီးရင်တော့ဖြိုးတို့စပြီးတော့ဝတ်သားလှည့်ရန်အတွက်ကြက်ဥကိုခုလိုမျိုးလေးခင်းပေးလိုက်မယ်ပြီးရတဲ့ဖြိုးကဒီဝတ်သားကိုခုလိုမျိုးလေးကြက်ဥနဲ့နှက်သွားအောင်ပေါ့နော်ခင်းပေးလိုက်ပါတယ်ရှင်နောက်တစ်ထပ်ဒီနေ့ကဖြိုးကအစားနဲ့များတော့တယ်ပေါ့နော်ထဲတာခုလိုမျိုးလေးခင်းပြီးလို့ရှိရင်တော့ဖြိုးတို့ပုံမှန်လှည့်နေကြလေတဲ့ပေါ့နော်ခုလိုမျိုးလေးလှည့်သွားပေးလိုက်ပါမယ်ရှင်ဒီလိုလေးပေါ့နော်ပြီးရင်တော့သူ့ကိုပေါင်းမဲ့အိုးထဲကိုထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့မိနစ်20လောက်ပေါင်းသွားပေးလိုက်ပါမယ်ကဲဖြိုးတို့ပေါင်းသွားလိုက်တာမိနစ်20လောက်ရပြီဆိုလို့ရှိရင်တော့အဖိုးလေးဖွင့်ကြည့်မယ်ပေါ့နော်ဒီနေ့ဟာဆိုလို့ရှိရင်တော့ဖြိုးတို့ရဲ့ဝတ်သားချက်အိုးလိပ်ပေါင်းလေးကတော့ချက်ပါပြီချက်ပြီဆိုလို့ရှိရင်တော့သူ့ကိုပြင်ထုတ်မယ်ပြီးရင်တော့ကိုစိတ်ကြိုက်တုံးကြီးသေးကိုလှိဖြတ်ပြီးလို့ရှိရင်တော့သုံးဆောင်နိုင်ပါပြီရှင်ဖြိုးကတော့ငှုတ်သီး sauce လေးနဲ့တွဲစားဖြစ်ပါတယ်အရန်လည်းလိုက်တယ်ပေါ့နော်ကလေးလေးတွေဆိုလည်းအရန်ကြိုက်မှတေချပါတယ်ကဲခုဆိုလို့ရှိရင်တော့လွယ်ကူတယ်ပြီးတော့ရတာလည်းအရန်ကိုကောင်းတယ်ဖြိုးတို့ရဲ့ဝတ်သားချက်အိုးလိပ်ပေါင်းလေးကတော့စားဖို့အဆက်သေးဖြစ်နေပါပြီရှင်စားလို့လည်းကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးကအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်ကဲဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะဒါဆိုဖြိုးနေဖို့တဲ့တင်မှာပြန်ဆောင်ကြမယ်เนาะအားလုံးပဲဘိုင်ဘိုင်